ရိယန်ဘာသာထဲမှာတရေတဲ့စိတ်တကယ်ရှိပါတော့လားအဲ့ဒီတရေတဲ့စိတ်ကဘယ်ကနေဖြစ်လာတာပါလဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်အနေနဲ့ခရိယန်ဘာသာထဲမှာတရေတဲ့စိတ်တကယ်ရှိတယ်လားအဲ့ဒီတရေတဲ့စိတ်ကဘယ်ကနေဖြစ်လာတာလဲဆိုတော့ခေါင်းစီအောင်မှာဝေမျှတော့ပေးချင်တယ်ဒီအကြောင်းအရာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းပြစေခရစ်ဝင်ကျမ်းထဲမှာဘယ်လိုရေးထားလဲဆိုရင်တခါတုန်းကတပည့်တော်တွေကအိုင်ပေါ်မှာလေငယ်နဲ့အတူရှိနေကြတဲ့အချိန်အဲ့ဒီအချိန်ကညအချိန်ဖြစ်ပါတယ်ဆိုတော့အဲ့ဒီအချိန်မှာယေရှုခရစ်တော်ကအဝေးကနေရေပေါ်မှာလမ်းလျှောက်ပြီးတော့တပည့်တော်တွေရှိတဲ့ဘက်ကိုလာခဲ့ပါတယ်အဲ့လိုလာတဲ့အရာကိုတပည့်တော်တွေကတွေးတဲ့အခါယေရှုကိုဘယ်လိုမြင်တယ်လဲဆိုရင်ဖုတ်တစေတရေတကောင်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ကိုသူတို့အဝေးကနေလမ်းမြင်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဆိုတော့မောင်မိုက်တဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မတဲမကွဲနဲ့ယေရှုခရစ်တော်ကိုဖုတ်တစေတရေတကောင်လို့သူတို့မြင်လိုက်ကြတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီအချိန်မှာယေရှုခရစ်တော်တပည့်တော်တွေရဲ့အနာရောက်လာပြီးပါပြောတယ်ဆိုရင်ငါကဖုတ်တစေတရေမဟုတ်ဘူးငါပင်ဖြစ်တယ်ဆိုပြီးမိမ့်မို့ခဲ့ဖူးပါတယ်။ဆိုတော့ဒီယေရှုခရစ်တော်မိမ့်မို့ခဲ့တဲ့စကားကိုကြည့်ရင်ဖုတ်တစေတရေဆိုတာတကယ်ရှိပါတယ်။ဘာကြောင့်လဲဖုတ်တစေတရေတာမရှိရင်ယေရှုခရစ်တော်ကငါဖုတ်တစေတရေမဟုတ်ဘူးလို့နှုတ်ကနေမိမ့်မို့เสียအကြောင်းမရှိပါဘူး။တကယ်ပဲယေရှုခရစ်တော်ကငါကဖုတ်တစေတရေမဟုတ်ဘူးလို့မိမ့်မို့ခဲ့ဘူးတာဖြစ်တဲ့အတွက်ကြောင့်ဖုတ်တစေတရေဆိုတာကခရိယန်ဘာသာထဲမှာတကယ်ရှိပါတယ်။ဆိုတော့စိတ်ဝင်စားဖို့ကောင်းတာအဲ့ဒီတစေတရေဆိုတာဘယ်ကနေဖြစ်လာတာပါလဲ။တမန်ကျမ်းစာထဲမှာဒီလိုရေးထားပါတယ်။စာရမာနကလင်းတော်ကောင်းကင်တမန်ကဲတော်ဖြစ်တယ်လို့ပြောပါတယ်။ဆိုလိုချင်တာကဘာလဲဆိုရင်စာရမာနကတစေတရေတကောင်ကိုလည်းပြုမှုနေနိုင်တယ်လို့တေးပြီးသားလူတယောက်ရဲ့အတွင်တရံကိုလည်းယူပြီးတော့ဖန်တီးနိုင်ပါတယ်။ဘာကြောင့်လဲစာရမာနစင်မှာတကုတ်ကိတ္တိပရှိပါတယ်။အဲ့ဒါကြောင့်မို့လူသားတွေကတစေတရေကိုမြင်တဲ့အခါအများနားလည်ထားတယ်လို့တေရတဲ့လူတယောက်ကမကျွတ်မလွတ်ပဲနဲ့တစေတရေဘဝရောက်နေတာမျိုးဆိုတာမျိုးမဟုတ်ဘဲနဲ့စာရမာနကသူ့ရဲ့တကုတ်နဲ့လူသားတွေကိုတစေတရေရှိပါတယ်တေရတဲ့သူတွေရဲ့ဝိညာဉ်ကတကယ်မကျွတ်မလွတ်ပါဘူးဆိုတော့ပုံစံကိုဖမ်းပြီးတော့အရေးအယောင်ပြတဲ့လက်ကွက်တစ်ခုတာဖြစ်ပါတယ်ဆိုတော့တစေတရေဆိုတာကစာရမာနပဲဖြစ်ပါတယ်သူကိုယ်တိုင်ကပဲတစေတရေလို့ပြုမှုဖန်တီးပြတာပဲဖြစ်ပါတယ်တကယ်အဲ့ဒါကြောင့်ကိုကျွန်တော်တို့အများနားလည်ထားလို့တစေတရေဆိုတာကလူသားတွေရဲ့မကျွတ်မလွတ်ဝိညာဉ်တွေမဟုတ်ဘဲနဲ့စာရမာနရဲ့လှုပ်ဆောင်ချက်တက်တက်ပဲဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုဝင်ပြရင်းနဲ့ညီကုံချုပ်ပါတယ်အရောက်ချင်းစီတိုင်းပေါ်ဖျားရှင်လာရွေးကောင်းကြည့်ပေးပါစေ။